နေပြည်တော်မှာအထူးဖြတ်ပြေခွင့်ရပြီးမျက်နှာသာအပေးခံရတဲ့အထိအောင်မြင်လာတဲ့ဇမင်းသားအောင်စပူတပင်လောကမှာမင်းသားအများပြားရှိကြပေမဲ့ဇမင်းသားအောင်စပူရဲ့ခြေလမ်းကတော့အခြားသူတွေထက်သာလွန်နေပါပြီ။နယ်လေးဖြတ်ပြေပွဲတွေတင်မကပဲနေပြည်တော်အထိပါပေါင်မြောက်အောင်မြင်နေပြီးတော့တောရောက်ဖြတ်ပြေခွင့်ရရှိနေတဲ့ထိတ်တန်းဇမင်းသားတအုပ်ဖြစ်လာပါတယ်။တနှစ်အတွင်းမှာဒီလောက်အောင်မြင်လာတဲ့အောင်စပူကိုတော့ဘယ်မင်းသားကမှလိုက်မမိတော့ပါဘူး။နေပြည်တော်လိုနေရာမျိုးမှာကပြဖြတ်ပြေခွင့်ရဖို့တော်ရုံအရေးချင်းမျိုးနဲ့မဖြစ်နိုင်ပါဘူး။ဇက်တပင်လောကထဲမှာသူ့ထက်ပညာပြေဝတဲ့မင်းသားတွေအများကြီးရှိတဲ့အထက်ကမှအောင်စပူကတော့ရိုကျိုးမှုရှိရာကြောင့်လူကြီးတွေကချစ်ခင်ကြပါတယ်။နေပြည်တော်ကအပွဲမှာကပြဖြတ်ပြေတဲ့အခါချီးကျူးမှုတွေကိုရရှိရုံသာမကအထူးတလဲမျက်နှာသာပေးခြင်းကိုရရှိနေပါတယ်။လူကြီးမင်းတွေရဲ့ချီးကျူးအသိမှတ်ပြုမှုကိုရနေရကြောင်းပရိသတ်တွေကြားထဲမှာအောင်စပူကဂုဏ်တက်အောင်လုပ်ပေးနိုင်ခဲ့ပါပြီ။အောင်စပူကသူစူးစမ်းနေရတွေကသူ့ကိုအားပေးတဲ့မိသားစုအတွက်ဖြစ်တာကြောင့်သူပရိသတ်တွေကလည်းမျက်နှာပန်းလှနေပါတယ်။အခြေရေးသတင်းတွေတစ်ခုပြီးတစ်ခုထွက်ပေါ်နေပေမဲ့သူ့မှာမဖြေရှင်းအားပဲအလုပ်တွေလုပ်နေရတာပါ။ပရိသတ်တွေကတော့သူ့ကိုငယ်ရွယ်သေးလို့အခြေရေးတွေကိုမစင်စားစေချင်သေးပါဘူးဒီထက်လိမ္မာရရင်လည်းဖုန်ကြီးဝေးဖို့ပဲကြံတော့ရဲဆိုတဲ့အထိအောင်စပူကအလုပ်ကြိုးစားတာကြောင့်နေပြည်တော်မှာပါဖြောပြေခွင့်ရခဲ့တာပါအောင်စပူကနေပြည်တော်အထိပါဖြောပြေခွင့်ရပြီးအလေးထားမှုကိုရရှိနေလို့သူ့ကိုချစ်ခင်အားပေးလာကြတဲ့အမာခံပရိသတ်ကြီးတရက်လုံးကဝမ်းသာပီတိမျက်ရည်တွေဝဲနေကြပါတယ်နေပြည်တော်ထိပေါင်းမြောက်ပြီးလူကြီးမင်းတွေရဲ့မျက်နှာသာပေးမှုကိုရရှိနေတဲ့မင်းသားအောင်စပူအတွက်ဂုဏ်ယူရဲ့လားဒီထက်မကအောင်မြင်နိုင်အောင်မလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်